တော့လက်ထဲမှာအခုကင်ထားတဲ့ဟာတွေကကျွန်တော်စီကိုရရအပ်ထားတဲ့လူတွေဖြစ်ပါတယ်ဆိုတော့လူအယောက်စုစုပေါင်း40ရှိတာဖြစ်ပါတယ်ခင်ဗျာဒီမှာအများကြီးပဲလူအယောက်40ရှိတာဖြစ်ပါတယ်ဒီပေါ်မှာရေးထားတဲ့စာတွေကကျွန်တော်တို့အပ်ထားတဲ့အကြောင်းအရာတွေပေါ့အကောင်လေးနဲ့ပြန်အဆင်ပြေစီဖို့တို့အဆက်အသွယ်ပြတ်တောက်နေတာပြန်အဆင်ပြေစီဖို့အတွက်တွေတို့စကားပြောနားထောင်စီဖို့အတွက်တွေတို့ပိုချစ်စီဖို့အတွက်တို့စသဖြင့်ပေါ့ဗျာနော်ပြဿနာဘောင်းဆောင်ပေါ့ဗျာများသောအားဖြင့်တော့မြေတားရင်းနဲ့ပတ်သက်တာတွေပဲပါတယ်ခင်ဗျဆိုတော့ဒါတွေကရရပြုလုပ်ပေးဖို့အတွက်ကျွန်တော်စီစဉ်ထားတဲ့အရာတွေဖြစ်ပါတယ်ရရကကျွန်တော်ဘယ်လိုမျိုးပြုလုပ်ပေးတာလဲဆိုတော့ဒီနောက်မှာမြင်တဲ့အတိုင်းပဲကျွန်တော်တို့အခုလိုမျိုးပွဲတွေကတ်လူပြီးတော့မှပွဲထိုးပြီးတော့မှရရပြုလုပ်ပေးတာဖြစ်ပါတယ်ခင်ဗျဒါလေးတွေကကျွန်တော်ဒီပွဲပေါ်မှာကျွန်တော်တို့ကဒီပွဲအပ်တယ်ဆိုလို့ရှိရင်ဒီမှာထိုးပြီးတော့မှစုတောင်းပေးရတယ်ဆိုတဲ့သဘောတရားတွေပေါ့ဒါတွေကတော့ပြီးလို့ရှိရင်လိုက်ပြီးတော့မှကျွန်တော်ထိုးမှာဖြစ်ပါတယ်ခင်ဗျအခုလက်ရှိမှာတော့ဒီကျွန်တော်တို့ပွဲမလူခင်မှာဗီဒီယိုရိုက်နေတာဖြစ်ပါတယ်30ရက်နေ့ဖြစ်ပါတယ်ခင်ဗျဆိုတော့ဒီဗီဒီယိုလေးအနေနဲ့ကကျတော့ဒီရရတွေကိုပြုလုပ်တဲ့နေရာမှာအရေးကြီးတာဘာအရေးကြီးလဲဆိုတော့အချက်လက်အတိအကျသိဖို့အရေးကြီးပါတယ်နာမည်မွေးတက်ကလေးနေနံနေအတိအကျကိုသိရပါတယ်ဓာတ်ပုံတွေဘာတွေသိုံနဲ့ကျွန်တော်တို့ကအဆင်မပြေပါဘူးဘာကြောင့်လဲဆိုတော့ပွဲအပ်တယ်ဆိုလို့ရှိရင်တယောက်ချင်းစီတိုင်းကိုထည့်ပြီးတော့မှရုပ်ရတာပါအမျိုးသားနာမည်ဘလူးဘလူးဗနေနေ့ဘယ်နှခုနဲ့ဘာနေသားနေအမျိုးသမီးနာမည်ဘလူးဘလူးဘလူးဗနေနေ့ဘယ်နှခုနဲ့ဘာနေသမီးတို့အိမ်အောင်ရေးပြန်လဲအဆင်ပြေကြပါစေစသဖြင့်ဒီလိုမျိုးရွတ်ဆိုပေးရတာဖြစ်ပါတယ်ဒီအတွက်ကြောင့်အခုလိုမျိုးကျွန်တော်ဒီမှာပွဲတွေရရတွေအစီအရင်တွေအပ်တယ်ဆိုလို့ရှိရင်မွေးတက်ကလေးနေနဲ့အတိအကျသိမှရမှာဖြစ်ပါတယ်ခင်ဗျဒီလိုမျိုးမွေးတက်ကလေးနေနဲ့အတိအကျသိရမှာပွဲအပ်တဲ့နေရာမှာလည်းအဆင်ပြေစီမှာဖြစ်ပါတယ်ဒါလေးကိုလည်းကျွန်တော်အနေနဲ့မိတ်ဆွေတို့အတိပေးအကြောင်းကြားပေးတာဖြစ်ပါတယ်ခင်ဗျတရက်နေ့မှာလည်းကျွန်တော်တို့ဒီမန္တလေးမှာဘေးရင်ဟောဖို့ရှိပါတယ်တရက်နေ့ကနေ9ရက်နေ့ထိကျွန်တော်မန္တလေးမှာရှိနေမယ်ဆိုတဲ့အကြောင်းလေးလည်းအရင်ဆုံးလေးပြောချင်ပါတယ်ခင်ဗျတရက်နေ့ကနေ9ရက်နေ့ထိကျွန်တော်မန္တလေး48လမ်း GR ဟိုတယ်မှာရှိနေမှာဖြစ်ပါတယ်ခင်ဗျမန္တလေးကကျွန်တော်ဒီကိုဘေးရင်လာရောက်မေးမြန်းနေတဲ့မိတ်ဆွေတွေရတရားအစီအရင်အပ်ချင်တဲ့မိတ်ဆွေတွေရှိရင်လည်းလာခဲ့လို့ရပါတယ်ဖုန်းနံပါတ်က3993533835ဖြစ်ပါတယ်ခင်ဗျဆိုတော့ပွဲထိုးတဲ့ဟာလေးကဒါမိတ်ဆွေတို့ပြပေးတာဗောနော်ပွဲလေးလည်းနည်းနည်းပြပေးလားဒီမှာဘယ်လိုမျိုးစီစဉ်ထားရဲဆိုတဲ့အကြောင်းလေးဒါ9ပြီးပွဲကြီးလောက်ထားတာနော်ဟိုတောင်းဟိုက်လောက်ထားမဟုတ်ဘူးတေချာကိုကြကြနာလေးနဲ့စီစဉ်ပြီးတော့မှပြုလုပ်ပေးထားတာဖြစ်ပါတယ်ခင်ဗျဒါခဏနေလို့ရှိရင်ကျွန်တော်တို့ပွဲတွေအပ်မှာဖြစ်ပါတယ်ခင်ဗျဒါလေးတွေကိုမိတ်ဆွေတို့ဒီအစီရင်အပ်ထားတဲ့မိတ်ဆွေတွေကိုကျွန်တော်ကအတိပေးတဲ့အနေနဲ့ဗီဒီယိုလေးတွေရိုက်ပြီးတော့မှတင်ပေးရခြင်းဖြစ်ပါတယ်ခင်ဗျအတိပေးရခြင်းဖြစ်ပါတယ်ခင်ဗျဆိုတော့တလက်စာထဲမှာကျွန်တော်အနေနဲ့ရရလေးတစ်ခုလည်းကျွန်တော်မျှဝေပေးခြင်းတယ်ဗောနော်ရရလေးတစ်ခုကကျွန်တော်ရိုးရှင်းရှင်းလေးလုပ်လို့ရတယ်ဒါလေးတွေခဏခိုင်းထားလိုက်ရိုးရှင်းရှင်းလုပ်လို့ရတဲ့ရရလေးတစ်ခုမျှဝေပေးမယ်ဆိုတော့မိတ်ဆွေတို့အနေနဲ့ကတချို့မိတ်ဆွေတွေကကျတော့ရရအစီရင်တွေမအပ်နိုင်ကြဘူးဈေးရန်ကြီးတဲ့အတွက်ကြောင့်ဒါမအပ်နိုင်တဲ့အတွက်ကြောင့်တချို့မိတ်ဆွေတွေကအခက်အခဲတွေဖြစ်ကြတယ်ဒီလိုလူတွေအနေနဲ့လဲရရလေးတစ်ခုလုပ်လို့ရအောင်လို့ကျွန်တော်အနေနဲ့ပထမဦးဆုံးမျှဝေပေးချင်တာဖြစ်ပါတယ်တစ်ခုလောက်လေးပေးလိုက်โอเคဆိုတော့ဒီလိုမျိုးကျွန်တော်တို့ကြက်ရှာလေးလိုတယ်ပေါ့နော်ကြက်ရှာဆိုတာမိတ်ဆွေဝယ်လို့ရပါတယ်ဒီလိုပုံစံမျိုးလေးပါစက်ကူနဲ့လုပ်ထားတဲ့ကြက်ရှာလေးပေါ့နော်ဒီမှာ customer နာမည်ပေါ်နေလားမပေါ်နေဘူးနော်โอเคဆိုတော့ဒီလိုမျိုးကြက်ရှာလေးလိုရပါတယ်နော်ကြက်ရှာပေါ်မှာကျွန်တော်နာမည်မူးတက်ကလေးနေနံလေးရေးပေးရတာပါနာမည်လေးကိုကျွန်တော်တို့ကအရင်ဆုံးပေါ့နော်ကိုယ့်နာမည်ကိုအရင်ရေးပေါ့ဗျာကိုကရရလုံးမှာဆိုတော့မတ်ဘဒူဘယ်နေရာနေဘယ်နှခုနေဘာနေသမီးထန်တို့နာမည်ဘဒူဘယ်နေရာနေဘယ်နှခုနေဘာနေသားမပို့၍ချစ်ခင်ပါစေဒီလိုမျိုးလေးစာလေးရေးလို့ရစာရေးတာလည်းအချက်လက်ကြကြနော်မတ်ဘဒူဘယ်နေရာနေဘယ်နှခုနေဘာနေသမီးထန်တို့မောင်ဘလူးဘယ်နေရာနေဘယ်နှခုနေဘာနေသားမှပို၍စိတ်ရောက်လာပါသည်ပိုချစ်ပါစီအမျိုးသမီးဖြစ်သူမတ်ဘလူးဘယ်နေရာနေဘယ်နှခုနေဘာနေသမီးကိုပြည်နာမည်ဘလူးဘယ်နေရာနေဘယ်နှခုနေဘာနေသားမှပို၍ချစ်ပါစီစသဖြင့်ပေါ့ဗျာနော်သူကစာလေးရေးပေးအောင်ဖြစ်ပါတယ်အခြေပြန်အဆင်ပြေပါဆိုလို့ရှိရင်လည်းထို့အတူပဲအခြေပြန်အဆင်ပြေပါစီဆိုပြီးတော့စာလေးရေးပေးအောင်ဖြစ်ပါတယ်အဲ့လိုလေးစာလေးရေးပြီးသွားပြီဆိုတာဒီလိုမျိုးကြက်ရှာလေးရပြီဆိုရင်ကိုယ့်ရဲ့အိမ်ဝရန်တာတနေရာလောက်လေးမှာဒီကြက်ရှာလေးကိုကျွန်တော်တို့တဲထည့်ထားတဲ့ဖန်ကွက်လေးနဲ့စိုက်ထားပေးအောင်ဖြစ်ပါတယ်အဲ့ဒီအချိန်မှာသူကလေတိုက်တယ်လေတိုက်လို့ရှိရင်ဒီကလေးကြက်ရှာလေးလိုလှုပ်နေဒီလိုမျိုးလှုပ်နေအဲ့လိုမျိုးလှုပ်နေတာနဲ့သူကဘလို့ဖြစ်လဲဆိုတော့ကိုယ့်ကိုသူ့အနေနဲ့ကချစ်ချင်တဲ့စိတ်ဒီပူဖြစ်လာတယ်သူကကိုယ့်ကိုအဆက်အသွယ်ဖြတ်ထားရဲဆိုလို့ရှိရင်လည်းဒီလိုလေးတိုက်ပြီးတော့မှလှုပ်နေလေးသူကကိုယ့်ကိုပို့ပြီးတော့မှတွေ့ချင်းလေးသဘောကျလေးဒီလိုပုံစံမျိုးလေးတွေဖြစ်စေတာဖြစ်ပါတယ်ခင်ဗျဒါလေးကတော့ရိုးရှင်းရှင်းပေါ့ပါလေးအနေနဲ့မိတ်ဆွေတို့အနေနဲ့ရရလေးတစ်ခုပြုတ်လို့ရအောင်ကျွန်တော်အနေနဲ့ကမျှဝေပေးတာဖြစ်ပါတယ်ခင်ဗျဒီရရလေးကလည်းအရန်ကိုကောင်းပါတယ်ကျွန်တော်အနေနဲ့ကဒီလိုမျိုးလေးကျွန်တော်ဆက်ပြီးတော့မှဒါရရလေးလေအကုန်ဘောင်းဆုံးပေါ့ဗျာเนาะကျွန်တော်အနေနဲ့ကျွန်တော်ဒီမှာလာရောက်ပြီးတော့မှဒါအခချင်းကိုပေးပြီးမှအနံ့ထားတဲ့မိတ်ဆွေတွေကိုအကုန်လုံးစီစဉ်ပေးတာဖြစ်ပါတယ်ခင်ဗျဒါလေးတွေကခဏနေဒီမှာထိုးမှာဖြစ်ပါတယ်ခင်ဗျဒါလေးကိုလည်းမိတ်ဆွေတို့ပြပေးတာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပါကဲအားလုံးပဲကျေးဇူးများတင်ပါတယ်ကျွန်တော်မန္တလေးမှာပြန်တွေ့ပါမယ်ခင်ဗျရန်ကုန်ဟောကန်လေးကတော့ကျွန်တော်တို့ခဏလေးပိတ်ထားပါတယ်တရက်နေ့ကနေ9ရက်နေ့ထိမန္တလေးမှာရှိနေပါမယ်ကျွန်တော်ဖုန်းနံပါတ်က39933383ဖြစ်ပါတယ်ခင်ဗျရရအစီအချင်းတဲ့မိတ်ဆွေရှိရင်လည်း39933383 Viber လည်းရှိတယ် Telegram လည်းရှိတယ် live မှာဆက်သွယ်လို့ရပါတယ်လူလိမ်လူညာအကောင့်တူတွေ TikTok မှာလည်းအများများဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေတို့သတိထားပေးပါခင်ဗျအားလုံးကျေးဇူးများကြီးတင်ပါတယ်ခင်ဗျ